တို့သမီးဝတ်ဆောင်ဖြစ်တော့သုံးလို့ရတယ်ဆိုပြီးတော့ဒီနှစ်ယောက်ကဘာနော်အဲ့ဒီမျိုးဟိုမိန်းကလေးချင်းချင်းချစ်ကြိုက်ပြီးတော့ pre wedding အတွက်ရိုက်တာတော့မဟုတ်ဘောနော်သူပြောထားတာ Okay 1 2 3 Okay နမူနာစစ်ပြေ1 2 3 Okay 1 2 3 1 2 3 Okay မိုးရတယ်ခဏနားမယ်ချစ်နော်ဟာအဲ့တော့နေတို့ပဲများဖို့လိုတယ်လေတဲ့လားဖင်လေးနဲ့ကော့လိုက်ဂရေးလားဒီနေမဲนี่ဖင်တော့မပေါ်ဘူးလေဒါမဲ့နော်အဂရေးတစ်ဆက်1 2 3 1 2 3 1 2 3 1 2 3 Okay ဒီ quarter set